သူတို့ထိုင်းလူမျိုးတွေကအဲ့ဒီကြက်ရုပ်တွေတော်တော်များများနေရာတိုင်းမှာလို့တွေ့ကြတယ်အဲကျွန်တော်နဲ့တည်တဲ့ရှမ်းအောင်မေးကြည့်တော့သူတို့တွေကကျွန်တော်တို့မြန်မာလူမျိုးတွေလို့ဒီဗုဒ္ဓဘူးဂျာတာပတိတို့တောက်ကြတို့တွေ့တယ်မလားအဲ့လိုနေ့တွေကျွန်တော်တို့မြန်မာလူမျိုးတွေကအဲ့လိုလူတရားတွေမွေးနေအဲ့လိုတွေမွေးကြအဲ့လိုမှတ်ကြတယ်သူတို့ထိုင်းလူမျိုးတွေကအဲ့လိုမဟုတ်ဘူးဗျသိလားတချို့တွေကကျတော့ကြက်နေ့တချို့တွေကဝက်နေ့တချို့တွေကခွေးနေ့အဲ့လိုတွေသူတို့တွေရဲ့ဒီမွေးနေ့မှတ်တာတွေအဲ့လိုတွေတချို့တွေကကျတော့သူတို့ကြက်နေ့သမားတွေပေါ့ကြက်နေ့မွေးတဲ့လူတွေကသူတို့ကအဲ့လိုဒီကြက်တွေကိုဒီဖျားတွေမှာလာပြီးတော့ရရအနေနဲ့လာပြီးလှူကြရတယ်ပြောရရင်တော့ကျွန်တော်တို့မြန်မာတွေလို့ဆိုရင်တော့ရရချီတာပေါ့ဗျာအဲ့ဒါကြောင့်ထိုင်းမှာရှိတဲ့လူတွေတော်တော်များများတတိထားမိလိမ့်မယ်ကြက်ရုပ်တွေအများကြီးရှိတဲ့နေရာတွေတွေ့ဘူးလိမ့်မယ်အဲ့ဒါတကယ်တမ်းကျတော့ထိုင်းလူမျိုးတွေကသူတို့ရဲ့ဒီကြက်နေ့မှာမွေးတဲ့လူတွေကအဲ့လိုကြက်ရုပ်ကလေးတွေဝယ်ပြီးတော့တနေရာထဲမှာစုပုံပြီးတော့လွတ်တဲ့သဘောပေါ့ဗျာသိတယ်မလားအဲ့လိုမျိုးသူရရချီတဲ့သဘောနဲ့တကူလက်တူမှာအဲ့ဒါကြောင့်ဒီမှာကြက်ရုပ်တွေအများကြီးဖြစ်နေတယ်